အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကဘာအကြောင်းအရာလေးဖြစ်မလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့အညာဆိုတာလူကြီးလူငယ်ကြားမှာမရွေးနွားလဲလဲအားလုံးမောင်းတက်ကြပါလေခင်ဗျာအညာဆိုတာနဲ့ပြောလိုက်တာနဲ့မဖြစ်မနေတွေးရှိရတဲ့အပင်တွေကတော့ကျွန်တော်တို့အညာမှာအပေါ်ဆုံးဖြစ်တဲ့ထမ်းပင်တွေပဲဖြစ်ပါတယ်ခင်ဗျာနွားစာအတွက်ထမ်းသီးကိုခြိုင်မှာဖြစ်တဲ့အတွက်ထမ်းသီးခြိုင်သမားမလာခင်ကျွန်တော်တို့အိမ်မှာဟင်းစားအဖြစ်ပကြီးကင်းတွေကိုလည်းခူးနေရပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အညာဆိုတာဟင်းစားအတွက်တဘာဝပေးတဲ့ဟင်းတက်ခွက်ဆိုလဲမမားပါဘူးခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုပေးလို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ